မိုးဆက်လေးတွေဟာပတင်းပေါက်ကတွန်းပေါ်ကိုတိတ်တိတ်လေးကျလာနေပါတယ်။အိမ်အတွင်းကမီးအလင်းရောင်ကတော့နူးညံ့နှွေးထွေးစွာတောက်ပနေစေပါ။ဒီအချိန်မှာပဲထိုင်ကုန်ပေါ်မှာထိုင်ပြီးပတင်းပေါက်အပြင်ဘက်ကိုတိတ်တိတ်လေးကြည့်နေတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်။သူ့နာမည်ကမိုးလေးပါ။ မိုးလေးဟာစကားမပြောနိုင်ပေမဲ့သူ့မျက်လုံးထဲမှာစကားတွေအများကြီးပါတယ်။မိုးရွာတဲ့နေ့တိုင်းသူကဒီလိုပဲကြည်တင်းပေါက်နာကိုလာထိုင်တတ်ပါတယ်။အပြင်ဘက်မှာဘာကိုကြည့်နေလဲဆိုတာဘယ်သူမှမသိပါဘူး။ဒါပေမဲ့သူ့မျက်လုံးထဲကအေးဆေးတဲ့ဝမ်းနည်းမှုလေးကိုကြည့်ရင်အတိတ်တစ်ခုကိုသတိရနေသလိုပါပဲ။ တစ်ချိန်တုန်းကမိုးလေးဟာလမ်းဘေးမှာနေခဲ့ရပါတယ်။မိုးရွာရင်ပူပင်အေးများတဲ့နေရာမရှိအစာလည်းမလုံလောက်ခဲ့ဘူး။အဲ့ဒီအချိန်မှာသူ့ကိုလက်လန်းမိလာတဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။အဲ့ဒီလူရဲ့လက်အေးပေးမဲ့မိုးလေးရဲ့ခေါင်းလေးကိုပွတ်တက်ပေးခဲ့တာ။အဲ့ဒီနေ့ကစပြီးမိုးလေးရဲ့ဘဝဟာပြောင်းလဲသွားခဲ့ပါတယ်။ အခုတော့မိုးလေးမှာအိမ်ရှိပြီးအစာရှိပြီးနှွေးထွေးတဲ့မီးအလင်းရှိပြီးဒါပေမဲ့မိုးရွာတဲ့နေ့တိုင်းအဲ့ဒီအတိတ်လေးကိုမေ့မြနိုင်သေးပါဘူးပတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်အခုချိန်မှာလမ်းပေါ်မှာဘသူတွေခက်ခဲနေလဲလို့စဉ်းစားနေတယ်လို့ပါပဲမိုးလေးဟာပတင်းပေါက်ကနေမျက်လုံးလေးပြန်လဲပြီးအိမ်အတွင်းကိုလှည့်ကြည့်လိုက်ပါတယ်အဲ့ဒီမျက်လုံးထဲမှာဝမ်းနည်းမှုမရှိတော့ပါဘူးရှိတာကတော့အေးချမ်းမှုကျေးဇူးတရားနဲ့ယနေ့ကိုတန်ဖိုးထားတတ်တဲ့စိတ်ပဲဖြစ်ပါတယ်။တခါတလေစကားမပြောနိုင်တဲ့သူတွေကစကားအများဆုံးပြောပြနိုင်ကြပါတယ်။